ဘယ်လိုတဘောရလဲအစားတော့ပဲအကောင်ဘယ်လောက်အဆင်ပြေတယ်ဆိုရင်ဘယ်လောက်ထိလောက်လေ့လာခဲ့တယ်လဲအကောင်ဘယ်လောက်ထိရှုံးဖို့တယ်လဲပေါ့နော်အဲ့ဒါလေးတစ်ချက်လောက်ကျွန်တော်တို့ပြောပြပြလို့ရမှာပေါ့နော်အဲ့တော့PA အကောင်အဲ့ PA အကောင်မရခင်20မရခင်ပေါ့နော်evaluation အကောင်ဘယ်လောက်ရှိခဲ့တယ်လဲပြီးတော့ဘယ်လောက်ထိရင်းနှီးခဲ့လဲကျွန်တော်တို့တစ်ချက်လောက်ပြောပြပြလို့ရ trading ဘိုင်းနဲ့ကျွန်တော်လောက်တော့ရှိပြီ2000 3000အနည်းဆုံးအဲ့လောက်တော့ရှိပြီ Okay လက်ကိုကနဲ့ထွက်တဲ့ငွေသေးပဲပေါ့နော် experience trading ကနေရတဲ့ကြတော့မရှိကိုကနဲ့အဲ့လိုပေးဆက်နေရတဲ့ပိုက်ဆံကြတော့2000 3000အနည်းဆုံး2000နဲ့3000ဝန်းကျင်တော့သွားပြီ Okay ဆိုတော့အကောင် evaluation အကောင်ကဘယ်လောက်ရှုံးပြီးလဲကို Okay evaluation ဆိုရင်ကျွန်တော်ရှုံးတာအလုံးပြန်ကြည့်လိုက်တော့ between 120 and 140လောက် eval အကောင်ရှိတယ် Okay ဟုတ်ပြီဆိုတော့ပြီးတော့ဒီPA အကောင်20မရခင် evaluation အကောင်အားလုံး PA အကောင်20ရအောင်လုပ်ပြီးမှလုံးဝအာ PA အကောင်နဲ့လုံးဝမ trade ပဲနဲ့အကုန်စုထားတဲ့သဘောပေါ့နော်ကို အခုဟာကြတော့ကျွန်တော်လောက်တိုင်းလို့ရှိတယ်ဆရာပေါ့နော်ကျွန်တော် EVAS နဲ့ဆိုရင်အဲ့ဒီအကောင့်120နဲ့140ဝန်းကျင်တော့ကျွန်တော်ရှုံးထားတယ်အဲ့ဒီကြားပြနဲ့ PE အကောင့်ကြတော့ကျွန်တော်20အကောင့်လောက်ရလိုက်တယ်ဒါပေမဲ့ကျွန်တော်အစပြောထားတဲ့အတိုင်းပဲပေါ့နော်အဲ့ဒီကိုယ့်ရဲ့တစ်ချက်ရတဲ့ချိန်မှာနှစ်ချက်ဆောက်လိုက်တာသုံးချက်ဆောက်လိုက်တာအဲ့ဒါကြောင့်ဒါပြင် patience မရှိတဲ့ဟာ market ကိုပဲကိုယ်ကနေလိုက်နေတာလေအဲ့ဒါတွေကြောင့်အဲ့ဒီ PA20 ကျတော့အားလုံးပြေသွားတယ်ဒါပေမဲ့အဲ့ဒီကြားထက်နဲ့ကျွန်တော်ရဲ့အတွေ့အကြုံမျိုးပေါ့နော်အဲ့ဒါကောင်းကောင်းလေးပြန်ကြည့်လိုက်တဲ့အချိန်မှာကျတော့အဲ့ဒီဒီဇင်ဘာလပဲအရင်နှစ်ဒီဇင်ဘာလနဲ့ပေါ့နော်ကျွန်တော် EVAS account ကို20သူတို့ကနေ discount ကောင်းကောင်းပေးတဲ့အချိန်မှာ20 account တစ်ခါလေးဝယ်လိုက်တယ် EVA account ပဲအဲ့ဒီ EVA account ကိုတစ်ခါလေးကျွန်တော်ဝယ်လိုက်ပြီးတော့မှ copy trade လုပ်ပြီးတော့မှတစ်ခါလေးအဲ့ဒီ PA ရအောင်လဲအဲ့ဒါနဲ့ပဲတစ်ခါလေးလုပ်လိုက်တာအဲ့လိုဆိုတော့အခုဖေးရတဲ့ဟာကြတော့တကောင်းချင်းစီစုတာမဟုတ်ဘဲနဲ့ EVA အကောင့်ကို20တစ်ခါထဲဝယ်တယ်အဲ့ဒါနဲ့ copy trade ကိုကျွန်တော်အားလုံးတစ်ခါလေးလုပ်လိုက်တယ်အဲ့ဒီနဲ့ PA အကောင့်ကြတော့လဲ Okay ဟုတ်ကဲ့အဲ့ဒါကိုသိချင်တာပြီးဆိုတော့discount 90% ချတဲ့ချိန်မှာကိုက PA အကောင့်ကို20တခါလဲဝယ်ပြီးတော့အဲ့ဒါ copy trading လုပ်ပြီးတော့တစ်ချက်တည်းနဲ့ PA အကောင့်20ရသွားတဲ့သဘောပေါ့နော်ဟုတ်တယ်ဆရာ Okay ဟုတ်ပြီဆိုတော့အရင်က PA အကောင့်တွေရဖို့တယ်ဒါပေမဲ့အဲ့ဒါတွေကဘာမှဖျောက်မဖြစ်ခဲ့ဘူးဒါပေမဲ့ဒီနောက်ဆုံး PA20 ထဲမှာတော့ကျွန်တော်တို့ဗာလဲ copy trading လည်းလုပ်ပြီးတော့အဆင်ပြေသွားတယ်ပြီးတော့ PA ရတဲ့ချိန်မှာလည်း PA အကောင့်ကြိုက်ထားတဲ့ချိန်မှာလည်း copy trading လုပ်ပြီးတော့တခါလဲအကောင့်20လုံးဗာလဲ2000စီထုတ်လို့ရတာပေါ့နော်20PA အကောင့်20 copy trading ကြတော့ဥပမာတကယ်လို့ကိုကဆုံးဖြတ်ထားတာကcopy trading လုပ်တဲ့ခါကျတော့ကိုကတကောင့်တည်သွားပြီဆိုတော့အကုန်လုံးတည်သွားရလေနော်ဆိုတော့အဲ့ဒါကြောင့်ဒါလုပ်ရဲတဲ့သဘောပေါ့ပြီးတော့အခုခုနကိုပြောတဲ့သဘောပြောတဲ့ထဲမှာကျွန်တော်တို့ဒီကျွန်တော်စီမှာတင်တန်းတက်ပြီးတော့ခင်ဗျားဝယ်တဲ့ဟာက2000ကနေ3000ကြားရှိတဲ့သဘောပေါ့နော်အရင်ကဒါပေမဲ့အခုထုတ်လိုက်တာ9000နဲ့2000နဲ့900ဆိုတော့အာအနည်းဆုံး2000ခွဲလောက်ခုလောလောဆယ်တော့မြတ်နေတဲ့သဘောပေါ့နော်ခင်ဗျာအရင်တော့trade ခဲ့တဲ့ဟာဒီ crypto တွေအဲ့ဒါတော့ကျွန်တော်တို့ကျွန်တော်စီမှာတင်တတ်မတက်ခင်တော့ဒါတော့ကျွန်တော်တို့ကဘာလဲကျွန်တော်တို့စေရင်ထဲမှာတော့တွက်လို့မရဘူးလीเนาะဒါပေမဲ့ကျွန်တော်စီမှာတင်တတ်တက်ပြီးတော့အကုန်ရှုံးခဲ့တဲ့ဟာတွေရော2000ခွဲလောက်ဆိုရင်အခုက9000ကျော်ဆိုတော့ကျွန်တော်တို့ခင်ဗျာတဝက်လောက်ခုရသေးတယ်ဗာလဲတဝက်လောက်မြတ်သေးတယ်ခုနောက်ပိုင်းထုတ်မဲ့ဟာတွေကအလုံးဝအမြတ်ဖြစ်သွားတာပေါ့နော်ခုမေးချင်တယ်ဗျဟုတ်2000ကနေ3000ကြားတိရှုံးခဲ့တယ်ဆိုတော့ကြားထဲမှာဟိုဘယ်လိုပြောမလဲအဲ့လိုမျိုးရှုံးပေးခါနေဖြစ်2000 3000တော့အနည်းဆုံးဖြစ်မှလို့ထင်တာအဲ့ဒါဘယ်လိုမျိုးပြန်
ပြန် bounce လာတယ် อืม ကျွန်တော်လည်းပဲ1000ကနေဒေါ်လာ2000ထိတော့သုံးခဲ့တယ်ဒါတော့ဆရာလည်းသိမှာပေါ့ ဟုတ်တာပေါ့လူကြတော့လေကျွန်တော်ကြတော့အဲ့ဒီအလုပ်3ခုလည်းလုပ်တယ်အဲ့ဒီကြားထဲမှာလည်းចောင်းသားလည်းဖြစ်နေတယ်ဆိုတော့လေနော်ဒါပြင်ကိုယ်မှလည်းကလေးတွေရှိတယ်လေနော်အဲ့လိုဆိုတော့ပိုက်ဆံရှုံနေတဲ့ဟာကြတော့ကိုယ့်အတွက်တကယ်စဉ်းစားလိုက်တဲ့ဆိုရင်နှမျောစရာကောင်းတယ်ဒါပေမဲ့နှမျောစရာကောင်းတော့ညာလည်းပဲကျွန်တော်အနေနဲ့ဘယ်လိုရုပ်ခံယူလိုက်တယ်လဲဆိုရင် okay ဒီ strategy ကြတော့အဆင်မပြေဘူးဆိုတော့အဲ့ဒီအတွက်ကျွန်တော် experience ကိုကျွန်တော်ဝယ်လိုက်တယ် experience ဆိုကြတော့လေငွေထဲနဲ့ဝယ်လို့မရဘူးအချိန်လေးပေးရတယ်နော်အဲ့လိုဆိုတော့တော့ပဲရှုံးလာတော့ရှိခဲ့တယ်ကိုကနဲ့ဒီဟာကြတော့ကိုယ့်အတွက်ပေါ့နော်အဆင်မပြေတော့ဘူးရေရှည်အတွက်အဆင်မပြေဘူးဆိုပြီးတော့မှကိုကနဲ့ရှုံးပေးခြင်းတဲ့ခြင်းတွေရှိတယ်အဲ့ဒါကြတော့ trading ဆဲမှာကြတော့ဖြစ်ဖူးလာတော့မသိဘူးโอเคကိုတူမီချင်တာကခင်ဗျာ give up ခါနီးဖြစ်ပြီလား1000ကျော်လောက်ရှုံးတဲ့ခါကျတော့ဘယ်လိုဖြစ်တာလဲပေါ့နော်အဲ့ဒါ give up ခါနီးဖြစ်ပြီလားဘယ်လိုတကယ်ပဲစိတ်ကြခဲ့လားပေါ့နော်အဲ့ဒါကိုမေးချင်တာ ကျွန်တော်ခုနပြောတဲ့အတိုင်းပေါ့စိတ်တက်ကြလာစိတ်တက်ကြလာတော့အကောင့်တစ်ခေါက်တည်သွားဆိုကိုကြတော့စိတ်တက်ကြပြီလေဟုတ်ကဲ့အဲ့ဒီဆိုကိုကနဲ့ပြင်ပန်းလုပ်ထားတဲ့ဟာကိုအလကားနဲ့ကိုကနဲ့ပိုက်ဆံကိုမရှုံးချင်ဘူးဒါပေမဲ့ကိုရချင်တဲ့ပန်းနိုင်ကိုကြတော့ပေါ့နော်လွယ်နဲ့ဘယ်သူမှရောက်နိုင်မှာမဟုတ်ဘူးတွေ့ကြုံစားတာရှားရတယ်လေโอเคဟုတ်ပြီတခြားလူတွေရောဒီဟာနဲ့ပတ်သက်ပြီးတော့မင်းအခုတရက်ကိုအချိန်ဘယ်လောက်ပေးတယ်လဲโอเคကျွန်တော်ကညတော့ဖြစ်တဲ့ရက်ကိုအလုံးနှစ်ခုလုပ်တယ် Monday to တကယ် sunrise to sunset ပုံစံပေါ့နော်အဲ့လိုအလုပ်လုပ်တယ်ဒါပြီးညပိုင်းမှာဆိုရင်ကျွန်တော်စာကြည့်ပြီးတော့မှတခါတလေဆိုရင်ညပိုင်း3နာရီ4နာရီလောက်မှပဲအိပ်တယ်အဲ့လိုအိပ်ပြီးတော့မှမနေ့ပိုင်း9နာရီ10နာရီလောက်ပြန်ထားပြီးတော့မှလုပ်ပြန်သွားရတယ်လေဒါပေမဲ့ trading ထဲနဲ့ပဲအချိန်ပေးရဆိုရင်တရက်ကိုဆိုရင်9ချက်လောက်တော့အချိန်ပေးဖြစ်တယ်ဆိုတော့အခုကိုကအလုပ်နားလိုက်ပြီလားဒီ trading တစ်ခုပဲလုပ်တာလားတစ်ချက်လောက်ကျွန်တော်တို့ share ပြလို့ရလားအခုလောလောဆယ်ကြတော့ကျွန်တော်လည်းတစ်ခါပဲ pay out ကြတော့တကယ် successful ဖြစ်တာကြတော့ pay out ကတစ်ခါတည်းပဲရှိဘူးတယ်ဆိုတော့ကျွန်တော်လည်းအခုချိန်ကြတော့စဝေးစဝါဖြစ်နေတယ်ပေါ့နော်ခုမှလုပ်ထားတဲ့ဟာကြတော့တကယ် job security ရရှိတယ်လေဒီ trading ကြတော့အားလုံးသိတဲ့အတိုင်းပဲဒီ trading ကြတော့အချိန်မရွေးကိုယ်အကောင့်ကြတော့တင်နိုင်တယ်လေနော်အဲ့လိုဆိုတော့ကျွန်တော်အနေနဲ့အဲ့ဒီလောဘတွေကိုတတ်နိုင်ဆိုကျွန်တော်ထိန်းနိုင်အောင်တရက်ကိုဆိုရင်အခုချိန်ဆိုရင်ဘုံမှဆိုအစားတော့ကျွန်တော်ဆော့လို့ဆိုရင်တရက်ကိုဆို1000ရမယ်ဆိုတော့ mindset ရှိခဲ့ဘူးလေအဲ့ဒီ mindset ကလည်းကျွန်တော်အခုဆိုရင်တရက်ကို50လောက်အမြတ်ရှာပြီဆိုရင်ကျွန်တော်အတွက်လုံလောက်ပြီဆိုတဲ့ mindset လေးကိုကျွန်တော်ပြောင်းလိုက်တယ်โอเคဟုတ်ပြီဆိုတော့ပြီးတော့ကိုကအခုဒီပတ်စံဘန်ထဲလဲရောက်လာပြီပေါ့နော်ဆိုတော့ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲဆိုတော့ဒီရချင်းအပြင်ဘယ်လောက်ထိ motivate ဘယ်လောက်ထိခွန်အားရသွားလဲကျွန်တော်တို့ကိုပြန် share ပြပါအောင်နော် Okay အဲ့ဒီခွန်အားဆိုတဲ့ပိုက်ဆံရတာကြတော့ဆရာတော်လေးထူးဆန်းတယ်ပိုက်ဆံဒီလောက်ကြည့်ဝင်လာတာတော့ပေါ့နော်ကိုယ်အနေနဲ့အားနဲ့ပျော်ရွှင်တဲ့ဟာတွေကိုယ့်ရဲ့ feeling ကသိမရှိဘူးကိုအန်ဂျလိုဘယ်အတိုင်းတာထိရရင်အလုပ်နာပြီးတော့ဒီ trading ထဲချစ်ပြဝင်ဖို့စဉ်းစားလဲဒါမှမဟုတ်ရင်အလောက်ကတစ်ခုလောက်ပုံမှန်လုပ်ပြီးတော့ဒီဟာလဲတစ်ဖက်တစ်လမ်းနေလုပ်မယ်လို့စဉ်းစားထားတာဘယ်လိုစဉ်းစားထားလဲပေါ့နော်အဲ့ဒါတစ်ချက်လောက်ကျွန်တော်ပြောပြမယ်ဒီအခုတလောပိုင်းဒီတပတ်တော်တွင်မှာပေါ့နော်ကျွန်တော်တော်တော်လေးချစ်ချင်ပြီးတော့မှလုပ်ဖြစ်တာကြတော့ဒီကျွန်တော်တို့ trading ကြတော့ဒီနေ့ကုန်ထိုင်ပြီးတော့မှကွန်ပျူတာကြည့်စရာလုံးဝမလိုဘူးပေါ့နော်
အခုနောက်ပိုင်းဆိုရင်ကျွန်တော်ကကြတော့ဥပမာညမနေ့အတွက်ကျွန်တော် trading ရဲ့ experience ကို share လုပ်မယ်ဆိုရင်မနေ့ကျတော့အလုပ်ကိုမနေ့အထိမနေ့နဲ့ညနေအထိကျွန်တော်လုပ်တယ်ဒါပေမဲ့ညပိုင်းမှာပြန်လာပြီးမိသားစုနဲ့စားတော့ပြီးတော့မှဒါနဲ့အေးအေးမောချသွားလို့ကျွန်တော်အိတ်လိုက်တယ်ဒါပေမဲ့နှစ်နာရီခွဲမှာအေးအေးပြန်နိုးလာတော့နှစ်နာရီခွဲရနေကျွန်တော်ကွန်ပျူတာဖွင့်ပြီးတော့မှ3နာရီထိထိုင်ပြီးတော့မှဟိုလောက်300လောက်အဲ့ဒီဝင်နေရအောင်လုပ်ပြီးတော့မှ okay ဒီဟာလေးရပြီဆိုတော့နှစ်ခါ trading လုပ်တာ300လောက်ရတယ်ဆိုတော့ okay ဆိုရင်ကျွန်တော်ဒီလောက်နဲ့ဆိုတော့လောက်ပြီဆိုပြီးအဲ့ဒီ computer ပေးပြီးတော့မှပြန်ရေးလိုက်တယ်ဆိုတော့ဒီအလုံးကြတော့ပေါ့နော်ကျွန်တော်တို့အိပ်ပြအချိန်ပေးစရာမလို ပြီးတော့ကိုအင်ဂျယ်လိုကျေးဇူးတင်တယ်ဆိုတော့ကျွန်တော်တို့လည်းတခြားကိုအင်ဂျယ်လိုဆိုကျွန်တော်ရဲ့တနစ်စာလောက်တလားထဲနဲ့ရသွားတာပေါ့နော်ဒါဆိုကျွန်တော်တို့အားလုံးကဒီခုနကျွန်တော်ပြောသလိုလောဘမကြီးပဲနဲ့ပုံမှန်လေးလောက်သွားကျွန်တော်ခင်ဗျားတို့ကိုပြောပြမယ်ကျွန်တော်ကိုယ်တိုင်ကလောဘကြီးတတ်တာအဲ့ဒါလည်းကျွန်တော်ထိတာပေါ့နော်ဆိုတော့ခု2025မှာဆိုရင်ကျွန်တော်ရဲ့ experience အရာပြောကျွန်တော်ရဲ့အဖြစ်ကိုပြောမယ်ဆိုရင်ကျွန်တော်တော်တော်လေးအဆင်ပြေသွားတာပေါ့နော်ကျွန်တော်လည်းအလုပ်ကပါလဲအလုပ်နားဖို့တွေတောင်ကျွန်တော်လုပ်ထားတယ်ဒါပေမဲ့ဒီခုတလောကဈေးမငင်တဲ့ခါကျတော့ဘာမှမလုပ်ဖြစ်သေးတာဆိုတော့အဲ့ဒါလည်းအားမငင်နဲ့ခုနပြောသလိုပဲကျွန်တော်တို့ကစိတ်ဘယ်လိုပြောမလဲဟို100ရပြီးတော့200ရချင်တဲ့ခါကျတော့အဲ့ဒါမှပြန်ရှုံးတဲ့ဟာတွေအများကြီးရှိတယ်ဒါတော့အဲ့ဒါကကျွန်တော်တို့စိတ်ထိန်းနိုင်ဖို့လိုတာပေါ့နော်ပြီးတော့အထူးသဖြင့် discount ချတဲ့ချိန်မှာ Epic မှာဆိုရင်90% မှာချတယ် discount ချတဲ့ချိန်မှာဝယ်တာကကျွန်တော်တို့ဈေးတန်တယ်ပြီးတော့ရှုံးဥပမာပရမ50% မှာကျွန်တော်ခုလောလောဆယ်90ကျော်ပေးရတယ်เนาะ90ကျော်ပေးရတဲ့ခါကျတော့90% ဆိုရင်အကောင့်ကဘယ်လောက်ပေးရဘယ်လောက်ထိတောင်ဝယ်လို့ရတယ်9ကောင့်ထိလောက်ဝယ်လို့ရတယ်ဆိုတော့ခုနကိုအင်ဂျယ်လိုပြောသလိုပဲ copy trading နဲ့စမ်းကြည့်လိုက်ပေါ့နော်တခါလေ90% ချတဲ့အချိန်မှာ9ကောင့်လောက်ဝယ်ပြီး copy trading နဲ့လုပ်ပြီးတော့တခါလေကျွန်တော်တို့9ကောင့်ကျွန်တော်လည်းအဲ့လိုလုပ်တယ်အဲ့လိုပဲလုပ်တယ်ဆိုတော့10ကောင့်တခါလေကျွန်တော်9ကောင့်တခါလေ9ကောင့်အဲ့လိုမျိုးလုပ်တဲ့ခါကျတော့အဆင်ပြေတယ်လीနော်ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်တို့အဲ့ဒါလေးကျွန်တော်ခဏကြာကျွန်တော်copy trading ကဘယ်လိုလုပ်လဲဒီ world chat မှာကျတော့ဘယ်လိုလုပ်လဲကျွန်တော်လည်းမသိရသေးဘူးဆိုတော့ကိုကျွန်တော်ပြောပြလိမ့်မယ်เนาะ okay so let's go ပေါ့เนาะ let's go ဆိုတော့တွားရအောင်